အားလုံးပဲမင်္ဂလာပါတက်စုဘောကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီကနေ့ဗီဒီယိုမှာ Windows 11ကို Unsupport device တွေမှာအလွယ်ကူဆုံးနည်းလမ်းနဲ့ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုး upgrade ပြုလုပ်မလဲနောက်ပြီးတော့ခဲ့လို့ရှိရင်ကျွန်တော်တို့ clean install ပြုလုပ်ချင်တဲ့သူတွေအတွက်ဘယ်လိုမျိုး clean install ပြုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Windows 11 ISO ကို Microsoft ကနေတွားပြီးတော့မှအလွယ်တကူ download ဆွဲလို့ရပါတယ်ကျွန်တော်ဒီရဲ့ link တွေကိုလည်းအောက်က description ထဲမှာကျွန်တော်ထည့်ထားပေးပါမယ်ကျွန်တော်တို့ဒီ product language နေရာမှာပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့ English International ဆိုတဲ့ဟာကိုရွေးပြီးတော့မှ download ဆွဲလိုက်ပါ32-bit option တော့မရှိဘူးကျွန်တော်တို့ 64-bit option ပဲရှိတယ်ကျွန်တော်ရဲ့ဒီ Windows 10 PC ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ update ထဲကနေတွားပြီးတော့မှ Windows 11ကိုတင်လို့မရဘူးကျွန်တော်တို့ PC head channel စစ်ကြည့်ရဆိုလို့ရှိရင်လည်း DMA PC ကကျွန်တော်တို့ secure ဖို့မရှိဘူး TPM 2.0 လည်းမရှိဘူး RAM ကလည်းကျွန်တော်တို့ 3GB ပဲရှိရပေါ့နော်ဆိုတော့ပုံမှန်တင်လို့တင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တင်လို့ရမှာမဟုတ်ပါဘူးပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ download ဆွဲထားတဲ့ ISO file တွေကိုဝင်မယ်ဝင်ပြီးသွားခဲ့လို့ရှိရင်အဲ့ဒီထဲက file တွေ folder တွေအကုန်လုံးကိုကျွန်တော်တို့ copy လုပ်မယ်ပါเนาะလုပ်ပြီးတော့မှ desktop မှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ Windows 11 upgrade ဆိုပြီးတော့မှ folder လေးစောက်လိုက်ပါအဲ့ဒီ folder တွေကိုကျွန်တော်တို့ခုနက copy ကူးထားတဲ့ file တွေအကုန်လုံးကိုကျွန်တော်တို့ paste လုပ်ပါမယ်ကျွန်တော်တို့ paste လုပ်လို့ပြီးသွားပြီဆိုတော့ကျွန်တော် setup ကိုပေါ့เนาะပုံမှန်အတိုင်းကျွန်တော် run ကြည့်မယ်ဒီနေရာမှာကျွန်တော်ဒီ Windows update တွေကိုတော့ကျွန်တော်မယူတော့ဘူး next နှိပ်လိုက်မယ် checking your PC ဆိုပြီးတော့မှနည်းနည်းလေးတော့စောင့်ရတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ရဲ့ PC ကလောလောဆယ်ပေါ့နော်ဒီ Windows 11 upgrade minimum system requirement နဲ့မညီဘူးဆိုတော့ကျွန်တော်တို့ဒီတိုင်းသွင်းလို့မရဘူးဆိုတော့အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့နည်းလမ်းလေးတစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့ Windows 11 folder တွေကကျွန်တော်တို့ source ဆိုတဲ့ဟာတွေကိုဝင်မယ်အဲ့ဒီထဲမှာပေါ့နော်ကျွန်တော်တို့ဒီ appraisal ဆိုတဲ့DL file လေးရှိရပေါ့နော်အဲ့ဒီတစ်ခုကိုကျွန်တော်ဖြတ်လိုက်မယ်ဒါတော့ကျွန်တော်တို့ဖြတ်လိုက်လဲရတယ်ပေါ့နော်တကယ်လို့ဟို copy ကူးပြီးတော့မှတခြားနေရာမှာတင်ထားခြင်းလဲရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဖြတ်လိုက်ပါမယ်ဖြတ်ပြီးတော့မှကျွန်တော် setup file ကိုပြန် run ကြည့်မယ်ပေါ့နော်ဆိုတော့အရင်ပုံစံအတိုင်းပဲကျွန်တော် update တွေပါညာတွေကိုကျွန်တော် check မလုပ်ဘူး not at that moment ရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ next နေတယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကစစ်တဲ့နေရာကိုကြော်ပြီးတော့မှ license agree လုပ်တဲ့နေရာကိုရောက်သွားမှာဖြစ်ပါတယ်နောက်ထပ်တစ်ဆင့်ကတော့ကျွန်တော်တို့ပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ keep personal file app ဆိုတာရှိတယ်ဒါတော့ကျွန်တော်တို့ရဲ့ file တွေနဲ့ application တွေကိုဘာမှမဖြတ်ဘဲနဲ့သွင်းမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ personal file တွေကိုပဲသိမ်းမယ်ဒါပေမဲ့လဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီတွင်းထားတဲ့ application တွေကိုတော့ဖြတ်ပမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အကုန်လုံးဖြတ်ပြစ်မယ်ပေါ့နော်ဟိုအသစ်ပုံစံအတိုင်းတွင်းခြင်းတဲ့လူတွေအတွက်ကတော့ nothing ဆိုတဲ့ဟာနဲ့အဆင်ပြေမှာဖြစ်ပါတယ်လောဆယ်ကတော့ကျွန်တော်ရဲ့ personal file တွေ app တွေကိုမဖြတ်ချင်ဘူးဆိုတော့ကျွန်တော်အပေါ်ဆုံးတစ်ခုနဲ့ပဲရွေးပြီးတော့မှကျွန်တော် next နှိပ်လိုက်ပါမယ်ဒီမှာနီလန်နဲ့ကျွန်တော်တို့ Windows 10နေပြီးတော့မှ Windows 11ကိုပေါ့နော်အလွယ်ကူဆုံး upgrade ပြုလုပ်လို့ရပါတယ် Unsupport device တွေမှာပါခုနကတော့ကျွန်တော်တခု mention လုပ်ချင်တာပေါ့နော်အပေါ်မှာသူနဲ့နာမည်တူဗျာ Apparalyzer ဆိုတဲ့ DL file လည်းရှိတယ်အဲ့ဒီ file ကိုဖြတ်မိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ setup နေရာမှာပေါ့နော်ဘာမှဆက်ပြီးတော့မှလောက်တာမဟုတ်ဘဲနဲ့ checking your PC ဆိုပြီးတော့မှလည်နေမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံး RES နဲ့စုံတဲ့ DL file ကိုဖြတ်ပါဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုးပဲလွယ်လွယ်ကူကူ upgrade ပြုလုပ်လို့ရမှာဖြစ်ပါတယ် Windows 11 upgrade ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ desktop ပေါ်မှာလုပ်ခဲ့တဲ့ folder မလိုတော့ဘူးဆိုတော့ကျွန်တော်တို့ဖြတ်ပစ်လိုက်လို့ရတယ် PC head channel ကျွန်တော်တို့ပြန်စစ်ကြည့်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ခုနက Windows 10အတိုင်းပဲ TPM 2.0 မရှိဘူး RAM 3GB PC က secure ဘူးမရှိဘူးဆိုတော့ဒါတော့ကျွန်တော်တို့ Microsoft က ISO file နဲ့တင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ OS based version ကတော့ 194 နဲ့ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းပေါ့နော်ကျွန်တော်တို့ဒီနောက်ဆုံး version update ကတော့22,000နှစ်ပေါ့နော်ဆိုတော့အဲ့ဒါတွေအကုန်လုံးယူလဲကျွန်တော်တို့ update ပြုလုပ်လို့ရပါတယ်အခုချိန်မှာတော့ Microsoft အနေနဲ့ပေါ့နော်ဒီ Unsupport device တွေမှာ Windows 11ကိုသုံးနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ update တွေကချပေးနေစေဖြစ်ပါတယ်ကျွန်တော်တို့ security update တွေလည်းရတယ်ဒီ Windows Defender ရဲ့ update တွေလည်းရတယ်ဆိုတော့လောလောဆယ်ကတော့ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေနေပါသေးတယ်ကျွန်တော်တို့အခုနီလန်းနဲ့ပေါ့နော် upgrade ပြုလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ C drive ထဲမှာ Windows.o ဆိုတဲ့ folder လေးရှိနေပါလိမ့်မယ်တကယ်လို့ကိုက Windows 10 ဘက်ကိုပြန်သွားခြင်းနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီ folder လေးကိုမဖြတ်ပစ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်နောက်တစ်ခုကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ Windows 11 upgrade ကနေပြီးတော့မှကျွန်တော်တို့ Windows 10 ဘက်ကိုပြန်ဆင်းခြင်းနေဆိုလို့ရှိရင်တော့သူက10ရက်အတွင်းပေါ့နော်ဆင်းခွင့်ပေးထားပါတယ်အကြောင်းမျိုးကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ application တွေက Windows 11မှာအလုံးမလုပ်တာတော့ဒါမှမဟုတ်ကိုကပဲ Windows 11ကိုမကြိုက်တာတော့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Windows 10 ဘက်ကိုပြန်သွားလို့ရပါတယ်
Windows 10 ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ setting တွေက recovery တွေကိုသွားမယ် recovery တွေမှာကျွန်တော်တို့ go back ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခု upgrade လုပ်ထားတဲ့ Windows 11ကနေပြီးတော့မှ10ဘက်ကိုပြန်သွားမှာဖြစ်ပါတယ်ဒီနားမှာ reason တစ်ခုခုကတော့ရွေးပေးရတယ်ပေါ့နော်အဲ့ဒါပြီးသွားခဲ့လို့ရှိရင်တော့ကျွန်တော်တို့ next နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက update တွေလုပ်မှာလားလို့မေးတယ်ကျွန်တော်ကတော့မလုပ်ဘူးပြောပြီးတော့မှ next နှိပ်ပြီးတော့မှကျွန်တော် Windows 10ဘက်ကိုပြန်သွားပါမယ်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ Windows 11မှာ program တွေတစ်ခုခုတွင်ထားတယ်ဆိုလို့ရှိရင်တချို့ program တွေကတော့ကျွန်တော်တို့ Windows 10မှာပြန်ရောက်သွားတဲ့အချိန်မှာပြတ်သွားတာမျိုးတွေဘာတွေလဲရှိရပေါ့နော်ဆိုတော့ကိုယ့်ရဲ့ data ကို backup လုပ်ပြီးတော့မှပဲကျွန်တော်တို့နောက်ပြန်ဆုပ်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်တူလောက်ဆရာရှိရလုပ်ပြီးတော့မှကျွန်တော်တို့ဒီ Windows ပြန်တက်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Windows 10ဘက်ကိုပြန်တက်လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Windows 11ကို upgrade လုပ်ပြီးတော့မှ Windows 10ဘက်ကိုပေါ့နော်ပြန်ဆင်းကျင်တဲ့လူတွေအတွက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Windows 11ကို unsupport device တွေမှာ clean install လုပ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဘာ third party 2မှမသုံးမဲနဲ့ Windows 11 USB bootableလောက်ပုံလုံးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခုနကတော့ကျွန်တော်တို့ Windows 11 page ကိုပဲသွားမယ်အဲ့ဒီထဲမှာပေါ့နော်ကျွန်တော်တို့ဒီ create Windows 11 installation media ဆိုတာရှိရဲအဲ့ဒီရဲ့ program လေးကိုကျွန်တော်တို့ download ဆွဲပြီးတော့မှ USB stick လေးပေါ့နော် Windows 11ကို boot တက်မဲ့ USB stick လေးပြုလုပ်လို့ရပါတယ်ကျွန်တော်တို့ဒီ media creation 2နဲ့လုပ်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဘယ်လိုပြောမလဲ तू ကဒီ Microsoft server နေပြီးတော့မှတခါတည်းပေါ့နော် ISO file လေးမျိုးကျွန်တော်တို့ပြုလုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ USB stick ထဲကိုလည်းတခါတည်း bootable လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီညမှာကျွန်တော်တို့ use the recommended option for this PC ဆိုတာရှိရဲသူကတော့ United Kingdom နဲ့ပေါ့နော်ဒါပေမဲ့လည်းကျွန်တော် United States ကိုရွေးပြီးတော့မှကျွန်တော် next နှိပ်ပါမယ်အဲ့ဒါပြီးသွားခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ ISO file လုံးမှာလား USB flash drive ထဲကိုတခါတည်းထည့်မှာလားလို့မေးတယ်ကျွန်တော်တို့ USB flash drive ထဲကိုတခါတည်းထည့်မယ်ဆိုတော့အဲ့ဒီကောင်လေးကို click နှိပ်ပြီးတော့မှကျွန်တော် next နှိပ်လိုက်မယ်ကျွန်တော်တို့เนี่ย bootable USB drive လေးပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့အခုကျွန်တော်တင်ဆက်ပြပေးမယ့် computer ကတော့ပေါ့နော်ကျွန်တော်တို့ဒီ Aspire 4530ပေါ့နော်ဟို2000လွန်ခဲ့တဲ့2008လောက်တုန်းကအရင်ထွက်ခဲ့တဲ့ computer မှာကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့เนี่ย processor ကိုကြည့်ရဆိုလို့ရှိရင်လည်း AMD processor ပေါ့နော်တော်တော်လေးကိုကြာပြီလို့ပြောလို့ရတယ် RAM ကလည်းကျွန်တော်တို့ 3GB ပဲရှိတယ်ဒါပေမဲ့လည်းကျွန်တော်ဒီ computer မှာပေါ့နော် solid state drive ထည့်ထားပါတယ်ရိုးရိုးပေါ့နော်ကျွန်တော်တို့ HDD တို့ဘာလို့နဲ့ mechanical hard drive တွေဘာတွေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လောက်ထိစိတ်မရှိဘူးပေါ့နော်တကယ်လို့များကိုစီမှာပေါ့နော်ဒီ computer တွေ laptop အဟောင်းတွေရှိရဲဆိုလို့ရှိရင်ကျွန်တော်တို့ solid state drive လေးလဲပြီးတော့မှစမ်းသုံးကြည့်ပေါ့နော်တော်တော်လေးကို performance မြန်လာတာကိုတွေ့ရမှာပါ okay ဆိုတော့ကျွန်တော် bootable USB stick နဲ့ကျွန်တော် boot တက်လိုက်မယ်အဲ့ဒါပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ license key တောင်းမယ်လောလောဆယ် I don't have နဲ့လည်းအဆင်ပြေပါတယ်ပြီးရင်ကျွန်တော်တို့ Windows 11 Pro ဆိုတာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ next နှိပ်လိုက်မယ်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ your PC can run Windows 11ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Windows 11ကို support မပေးတဲ့ device မှာတင်တာဆိုတော့လေဒါသူ့လို့တာပေါ့နော်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ keyboard ကနေပြီးတော့မှ shift နဲ့ F10 ကိုပေါင်းနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ command prompt ရောက်လာမှာဖြစ်ပါတယ် command prompt ကနေပြီးတော့မှကျွန်တော်တို့ IEGEDIT လို့ရတဲ့လဲဆိုလို့ရှိရင်တော့ registry editor ပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ HKey local machine ကနေပြီးတော့မှကျွန်တော်တို့ system ထဲကိုသွားမယ်ပြီးတော့ခဲ့လို့ရှိရင် setup ထဲကိုသွားမယ်အဲ့ဒီထဲမှာကျွန်တော်တို့ new key ပေါ့နော်ထည့်လိုက်မယ်ပေါ့နော်ဒါဒီရဲ့နာမည်ကိုတော့ကျွန်တော်တို့ lab config ဆိုပြီးတော့မှနာမည်ပေးလိုက်မယ်ဒါပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ computer မှာမရှိတဲ့ value ပေါ့နော်ကျွန်တော်တို့ပထမဆုံး value အနေနဲ့ bypass TPM check ဆိုပြီးတော့မှကျွန်တော်တို့ TPM check လုပ်တဲ့ဟာကိုမလုပ်နဲ့ဆိုပြီးတော့မှကျွန်တော်တို့1ပေးလိုက်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ secure boot မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ bypass secure boot check ဆိုပြီးတော့မှနောက်ထပ် key တစ်ခုကျွန်တော်တို့ရိုက်လိုက်ပါမယ်အဲ့ဒါကိုလည်းအပေါ်အတိုင်းပဲကျွန်တော်တို့1ပေးမယ်နောက်ဆုံးတစ်ခုကတော့ဗောနော်တကယ်လို့ကိုယ့် computer မှာ RAM ကဗျာ4K အထက်ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုက်စရာမလိုဘူးလောလောဆယ်ဒီ computer မှာ RAM က 3GB ပဲရှိရဆိုတော့ကျွန်တော်အနေနဲ့ RAM check ကိုလည်းကျွန်တော်ကြော်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ် key တစ်ခုကိုရိုက်ပါမယ်ဆိုတော့ bypass RAM check ဆိုပြီးတော့မှအပေါ်အဟာတွေအတိုင်းပဲကျွန်တော်တို့အဲ့ဒါလေးကို1ပေးလိုက်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ registry editor ရော command prompt ရောပိတ်မယ်ပိတ်ပြီးသွားခဲ့လို့ရှိရင်ကျွန်တော်တို့ backclose နဲ့တစ်ချက်ထွက်မယ်ပေါ့နော်ထွက်ပြီးတော့မှ Windows 10 Pro ကိုပြန်ရွေးပြီးတော့မှ next နှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာမှပေါ့နော်စစ်စစ်ရေးတွေမလုပ်ဘဲနဲ့
ပုံမှန်ကျွန်တော်တို့ Windows setup လုပ်တဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ terms and condition တွေ accept လုပ်ပြီးတော့မှတင်နိုင်ပါပြီဒီနေရာမှာကျွန်တော်ရဲ့ hard drive မှာပေါ့နော်အရင် Windows 11တင်ဆန်းထားတာရှိတော့ကျွန်တော်အဲ့ဒါတွေအကုန်လုံးကိုဖြတ်ပလိုက်မယ်ဖြတ်ပြီးတော့မှပေါ့နော် partition အကုန်လုံးကိုဖြတ်ပြီးတော့မှကျွန်တော်လုံးဝ clean install ပြုလုပ်မှာဖြစ်ပါတယ်နောက်ထပ်တစ်နည်းကတော့ကျွန်တော်တို့ဒီ Rufus ဆိုတဲ့ tool လေးကိုသုံးပြီးတော့မှလည်းကျွန်တော်တို့ media creation tool လိုမျိုးပဲ USB bootable stick ပြုလုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ Rufus website ကနေသွားပြီးတော့မှဒီနောက်ဆုံး version ဖြစ်တဲ့ပေါ့နော် 3.1.7 ကို download လုပ်မယ်ကျွန်တော်တို့ရဲ့ Rufus program ပွင့်လာပြီဆိုလို့ရှိရင် select ဆိုပြီးတော့မှကျွန်တော်တို့ download ဆွဲထားတဲ့ Windows 11 IS ကိုကျွန်တော်တို့ရွေးလိုက်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ TPM 2.0 နဲ့ secure ဖို့ကို bypass လုပ်မှာဖြစ်တဲ့အတွက်ဒီနားလေးမှာပေါ့နော်ကျွန်တော်တို့ option လေးရှိတယ် no TPM no secure ဖို့ကိုရွေးလိုက်မယ်ကျွန်တော်ရဲ့ computer ကတော့ဒီ UEFI CSM ကို support ပေးရဲဆိုတော့ MBR ကိုရွေးပြီးတော့မှကျွန်တော် bootable stick လုပ်လိုက်ပါမယ်ဆိုတော့အခု bootable stick ကတော့ကျွန်တော်တို့ TPM check လုပ်တာရဲ့ secure boot ရဲ့နှစ်ခုကိုပေါ့နော်သူက bypass လုပ်ပေးထားတာပေါ့နော်ကြော်ပေးထားတာပေါ့ဆိုတော့ကိုကွန်ပျူတာကတကယ်လို့ TPM 2.0 မရှိဘူး secure boot မရှိဘူးဆိုလို့ရှိရင်တော့အခုနီလန်နဲ့ပေါ့နော်ကျွန်တော်တို့ bootable stick လုပ်ပြီးတော့မှကျွန်တော်တို့တင်လိုက်ရင်အဆင်ပြေပါတယ်ဒါပေမဲ့လည်းပေါ့နော်ကျွန်တော်တို့ RAM ကဗျာ 4GB အောက်ဆိုလို့ရှိရင်တော့အဲ့ညမှာပြဿနာနည်းနည်းတက်မယ်ပေါ့နော်ဆိုတော့ကိစ္စမရှိဘူးကျွန်တော်ခုနကတော့ငါပြတဲ့နီလန်အတိုင်းပေါ့နော် shift နဲ့ F10 နှိပ်ပြီးတော့မှအဲ့ဒီလမ်းကြောင်းအတိုင်းကိုသွားပြီးတော့မှ RAM check ကိုကျွန်တော်တို့ bypass လုပ်လို့ရပါတယ်ဒီ Rufus ကနေပြီးတော့မှဒီ bootable လောက်ထားတဲ့ stick ကိုပေါ့နော်ကျွန်တော်ပြန်သွားကြည့်တော့ခုနကတော့ငါကျွန်တော်တို့လောက်ထားတဲ့ပုံစံအတိုင်းပဲဗျာ TPM ရဲ့ secure boot ရဲ့ကိုသွားတခါတည်းရေးထားပြီးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ Windows 11ကို unsupport device တွေမှာ clean install ကိုအလွယ်ကူဆုံးပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Rufus နဲ့လည်းပြုလုပ်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ73နှစ်အိုနေတဲ့ laptop မှာပေါ့နော်ကျွန်တော်စစ်ကြည့်မယ်ဆိုလို့ရှိရင် RAM 3GB ပဲရှိတယ်ဒါပေမဲ့လည်း solid state drive ရဲ့ကောင်းမှုကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့တော်တော်များများကတော့အဆင်ပြေပြေအသုံးပြုလို့ရသေးတယ်ကျွန်တော်တို့ဒီ laptop မှာတော့မှာပေါ့နော်ကျွန်တော်တို့နောက်ဆုံး update 22,000နှစ်ထိကိုကောင်းကောင်းမွန်မွန်လေးကျွန်တော်တို့ update ပြုလုပ်လို့ရပါတယ် Okay ဆိုတော့ Windows 11ကို support device တွေမှာအသုံးပြုနေတဲ့လူတွေတက်ကတော့ဒီ upgrade နီလန်မဲ့33 clean install နီလန်မဲ့33ကျန်တဲ့နီလန်ကိုရွေးပြီးတော့မှတင်သုံးနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Windows 11မှာ Android application တွေကို native တင်သုံးခြင်းတဲ့သူတွေအတွက်ကျွန်တော်ဗီဒီယိုလုပ်ထားပေးတာလေးရှိပါတယ်ကျွန်တော်တို့ Google Play Store Service ပါပြီးက WSA နဲ့ကျွန်တော်တို့ဒီ official ပေါ့နော် Microsoft ကထုတ်ထားပေးတဲ့ WSA နည်းနည်းလုံးကိုကျွန်တော်ဗီဒီယိုတော့လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အောက်က description ထဲမှာကျွန်တော် link ထည့်ထားပေးပါမယ် Okay ဆိုတော့ဒီကနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်